ကြောင်းလေကျွန်တော်တို့အမြဲတမ်းသတိပေးတာပဲဒီလိုပဲကျွန်တော်တို့ခဏခဏကျွန်တော်သင်ယူမယ်ဆိုလောကကြီးမှာအများကြီးပဲကျွန်တော်တို့ဒီမျောလင်းခြင်းနဲ့ပတ်သက်ပြီးတော့လေအဲကြောင့်ညီကို3ယောက်ရှိတယ်တဲ့ညီကို3ယောက်ရှိတော့သူတို့ညီကို3ယောက်ရှိတော့ပထမဆုံးကျွန်တော်တို့ညီကိုအကြီးဆုံးကတည်သွားအဲဒုတိယကတအားငိုတယ်တော့ဟိုတယောက်ကတော့မငိုသေးဘူးပေါ့ဟောသူအရင်လာမယ်ပေါ့လေပြီးမှငါအလှည့်ကြမယ်ဆိုပြီးတော့နောက်ဆုံးတော့သူ့ကိုတယောက်တည်သူ့ကိုတယောက်တည်ပြီးတော့သူတအားငိုတော့တာလေတအားငိုတော့သူအလှည့်ကြတော့မယ်လေဆိုတော့သူနားလေတာကတည်ခြင်းတရားကစီနီယာတိုင်းလာတယ်တော့သူကအောင်မေးတာအဲကြောင့်စီနီယာနဲ့လည်းမဆိုင်ဘူးကျွန်တော်တို့အဲတည်ခြင်းတရားကနေမြညပြောက်ကျွန်တော်တို့ရောက်လာနိုင်တယ်အဲကြောင့်ကျွန်တော်တို့သတိပေးဖို့လိုတယ်ကျွန်တော်တို့မျှော်လင့်ခြင်းအမှားတွေမပေးမိဖို့ကျွန်တော်တို့ဒီချိန်မှာအရာအရေးကြီးတဲ့အရာဖြစ်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့မျှော်လင့်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလောကကြီးမှာတော့ကျွန်တော်တို့ဟိုနေ့ကလည်းကျွန်တော်ဒီမှာပြောလိုက်သေးတယ်တရက်နီးလာပြန်ပြီတဲ့တယောက်ထက်သွားမယ်ဒီခီးရတဲ့တင်ပြင်ဆင်မှုရှိပြီလားဆိုပြီးတော့ဟိုမိတ်တူဆိုင်မှာရေးထားတဲ့စာလေးကျွန်တော်ကူးလာခဲ့တာအရင်တော့ကလေအဲ့လိုပြင်ဆင်တဲ့နေရာမှာကျွန်တော်ဘယ်လိုပြင်ဆင်မလဲပေါ့အရင်ရေးကြည့်တယ်ကျွန်တော်တို့ပြင်ဆင်မှုတိုင်းကဖျက်ခင်ကလက်မခံဘူးဆိုတာလေကျွန်တော်တို့သိထားဖို့လိုတာပေါ့နော်လူကတော့ခီးသွားအဲ့တဲ့ဖြစ်တဲ့ဖက်ထဲကနေတင်ချိန်ကုန်ထီပေါ့အဲ့ခီးသွားဒါပေမဲ့ပင်ယုံကုန်းမှာပဲလူတွေကလမ်းဆုံးတယ်လို့ထင်ကြတာအဲ့ဒါမှလမ်းမဆုံးဘူးကျွန်တော်တို့ကအဲ့ဒါကကျွန်တော်တို့ထားဖျက်ဟိုဘက်စားဖို့ခီးရအစားပဲရှိသေးတယ်အဲ့ဒါလူတိုင်းမသိဘူးကျွန်တော်တို့ကအဲ့ဒီရောက်ရင်ပြီးပြီလို့ရေဝေးဆိုပြီးတော့ဒီချိုကအသက်60ကျော်တချင်းဖြစ်နေမလားမသိဘူးနော်အဲ့တော့ဒီမှာဆိုရင်ရေဝေးကိုကျွန်တော်ပို့ကြတယ်လေနော်အဲ့ရေဝေးမှာဂိမ်းမဆုံးဘူးကျွန်တော်တို့တင်းတိုင်းမှာဂိမ်းမဆုံးဘူးအဲ့ချက်ကိုကျွန်တော်တို့ဟိုဘက်ယေရှုခရစ်ကကိုယ်တိုင်ပြခဲ့ပြီလေနော်ကားတိုင်းပေါ်မှာကျွန်တော်တေခြင်းနဲ့မပြီးဘူးဆိုတာရှင်ပြန်ထမ်းမြောက်သွားတယ်လေကျွန်တော်တို့တက်အဲ့ဒီအတွက်ကျွန်တော်တို့မျှော်လင့်ခြင်းပေးစီတာပေါ့အကြီးမားဆုံးမျှော်လင့်ခြင်းပေါ့အဲ့ရောက်ကျွန်တော်တေခြင်းနောက်ကွယ်မှာထမ်းမြောက်ခြင်းရှိတယ်ဆိုတော့ဟာဘုံတော့ကျွန်တော်တို့ဘယ်လိုထမ်းမြောက်မလဲဘယ်လိုမျှော်လင့်ခြင်းမျိုးနဲ့ကျွန်တော်ထမ်းမြောက်မလဲအဲ့ဒါအရေးကြီးတယ်ပေါ့အဲကြောင့်ရောမစနစ်နဲ့ပြောတဲ့အတိုင်းမျှော်လင့်လျက်ဝင်မြောက်ကြတော့ကျွန်တော်တိပေ35ထဲမှာလည်းငါတို့ရဲ့မျှော်လင့်ခြင်းအကြောင်းကိုမေးမြန်းတော့သူရှိသမျှတို့အားကျွန်တော်တို့ပြောပြဖို့အသင့် ready ဖြစ်ဖို့ကျွန်တော်တို့လိုတယ်နှစ်ပေ33ထဲမှာလည်းမျှော်လင့်ရမယ့်အရာကျွန်တော်ကောင်းကင်တဲ့နေကြီးတဲ့ဘုရားသခင်ရဲ့ဂတိတော်အသက်ဘုရားသခင်အသက်ဒီကိုကျွန်တော်တို့ကသူ့ကိုမျှော်လင့်ပြီးတော့အသက်ရှင်စေခြင်းတာအဲ့ဒါကိုကျွန်တော်တို့ကအရန်အရေးကြီးတဲ့အရာတွေဖြစ်တယ်ပေါ့နော်ကျွန်တော်မျှော်လင့်ခြင်းနဲ့ဆက်ဆိုင်ပြီးတော့အဲ့တော့ဒီနေ့မှာလည်းပဲကျွန်တော်ဒီကညီကိုမမတွေကိုကျွန်တော်လေးလာခံယူမိသလားပေါ့လေဘုရားသခင်ကကျွန်တော်ကိုအမြဲတမ်းသူ့ကိုပဲမျှော်လင့်စေခြင်းနဲ့သူပေးတဲ့ message အတိုင်းကျွန်တော်သူ့ကိုမျှော်လင့်စေခြင်းတယ်ပေါ့ကျွန်တော်တယောက်တစ်ပတ်မျှော်လင့်ခြင်းမဟုတ်ဘဲနဲ့ပေါ့လေဘုရားသခင်လမ်းညွှန်မှုအတိုင်းမျှော်လင့်တော့သူများဖြစ်ကြပါစေလို့ပြောကြရင်လည်းကျွန်တော်ရဲ့ဒီနာကိုဒီမှာပဲဟောနေကုန်ချုပ်ပါတယ်အလုံးဘုရားရှင်ကောင်းချီးပေးပါစေအာမင်ဒီနေ့ညီကိုလှမောင်ဝေငှသွားတဲ့ဒီခေါင်းစဉ်ကပါလေမျောလင့်ခြင်းတူလေးနဲ့အားရတယ်မလားခွန်အားရတယ်မလားရပါတယ်တဆိုမျောလင့်ခြင်းမတူညီတဲ့မျောလင့်ခြင်းသုံးခုသူပြောသွားတယ်ဘာကြောင့်ရည်လဲငွေစေဝါသင်္ခါရထာဝရတည်ငါမျောလင့်ခြင်းတဘဝစာမျောလင့်ခြင်းနဲ့ထာဝရအတွက်မျောလင့်ခြင်းဆိုတာမျိုးဒီရှိလားမရှိဘူးလားရှိပါတယ်အခုလောလောဆယ်ကျွန်တော်တို့တည်ငါအတွက်ပဲမျောလင့်ပြီးတော့မှလှုပ်ချင်ရလှုပ်ကိုကြိုက်ရင်ပြေးရောမွေးစေးွားတဲ့အဲ့ဒါပဲမျောလင့်နေသလားအဲ့ဒါတွေကိုပဲမျောပြီးတော့မှသွားနေသလားဒါမှမဟုတ်တဘဝအစာကိုမျောပြီးတော့မှကျွန်တော်သွားနေသလားဒါမဲ့ဒီနေ့ကျွန်တော်တို့လေ့လာသွားတဲ့ဒီအားပေးသွားတဲ့အရာကပါလဲဘယ်သူကိုမျောလင့်တော်သူတွေကဘာဖြစ်တယ်လို့ပြောလဲထာဝရဘုရားကိုမျောလင့်တော်သူတို့ဒီဘာဖြစ်မယ်လို့ပြောလဲဘာဖြစ်မှာလဲအားဖြည့်ပြီးဘာလို့ဆိုလို့လဲထာဝရဘုရားကိုမျောလင့်နေတဲ့သူမှန်ရင်အခက်ခဲဘယ်လောက်ကြုံရပါစေသူအရှုံးပေးမှာမဟုတ်ဘူးဆက်လက်ပြီးတော့မှသွားနေမှာဖြစ်ပါတယ်
ဘာခွန်အားနဲ့ခိုင်နိုင်ထားလဲရွှေလင်းယုံပေါ့နော်ရွှေလင်းယုံရဲ့ခွန်အားကဲ့သို့သူ့ရဲ့ရွှေလင်းယုံရဲ့ခွန်အားတွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဘယ်လိုမျိုးရှိလဲမူးပေါ်ကသူကအေးစစ်စစ်ပဲပေါ့နော်ပြန်သားနေတယ်မလားအဲ့ဒါလိုမျိုးခွန်အားတွေနဲ့သူကဟိုနေလေးမပြတ်မိုးတော့အမြင့်ကြီးသူကပြန်သားလေးရှိတယ်နောက်သူကအေးစစ်စစ်လေးနဲ့သူပြန်သားသွားတယ်မျက်စိလေးကောင်းတယ်နောက်သူ့ရဲ့တက်တန်းကိုကြည့်တဲ့အခါမှာသူ့ရဲ့အတောင်ပါနေမွေးတွေကိုအကုန်လုံးချွတ်ပြမအစ်စ်တွေကိုသူကရလေးရှိတဲ့ပုံစံမျိုးဖြစ်ပါတယ်ရွှေလင်းယုံအဲ့ဒီရွှေလင်းယုံကိုအမေရိကန်နိုင်ငံကသူတို့ရဲ့နိုင်ငံရဲ့အမှတ်အသားတစ်ခုအနေနဲ့သူတို့ယူထားတယ်ကျွန်တော်ချင်းလူမျိုးတွေကဘာမှတ်သားယူလဲသိလားအောက်ချင်းငယ်ဒါနဲ့တရစံကိုကျွန်တော်တို့ဒီအမှတ်အသားအဖြစ်နဲ့ယူတဲ့တခြားနိုင်ငံတွေသိတာရှိသေးလားအမေရိကကတော့ရွှေလင်းယုံကိုသူတို့ကယူတယ်ကျွန်တော်ဒီချင်းလူမျိုးတွေကအောက်ချင်းငယ်ကိုယူတယ်သစ္စာရှိတယ်လို့ပြောတာဟုတ်ချင်းတက်လားချင်းတက်ကိုယူတဲ့ဆိုလဲရှိကောင်းရှိမှာပေါ့နော်ချင်းတက်ကဘာအတွက်လဲတတိရှိတယ်ခွန်အားရှိတယ်တောဘရင်ဖြစ်တယ်ပေါ့နော်ဒါမဲ့အခုဒီထာဝရဖျား၌မျောလင့်တော်သူမှန်ရင်ဒုက္ခတွေလွတ်သွားမလားမလွတ်ဘူးဒါပေမဲ့ဘာဖြစ်မလဲအားဖြည့်ပေးပေါ်မှာပေါ်လို့ကဲ့သို့ဒုက္ခဘလောက်ပဲကြုံတွေ့ရပါစေသူဆက်လက်ပေါ်မှာပြန်တန်းသွားနိုင်မယ်ခွန်အားအသစ်တွေနဲ့နေ့စဉ်နဲ့မျောလင့်ခြင်းနဲ့ပြည့်မှသာလင်းကျွန်တော်တို့ဝမ်းမြောက်နိုင်မှာဖြစ်ပါတယ်မျောလင့်ခြင်းရှိမှဒုက္ခဘလောက်ပဲကြုံရဝမ်းမြောက်နိုင်မှာဖြစ်ပါတယ်အဲ့ဒီသင်ခန်းစာလေးကိုကျွန်တော်တို့ရထားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အခုချိန်မှာကြတော့ကျွန်တော်တို့တခြင်းတပုတ်ကိုတည်ဆိုပြတဲ့အခါမှာဒီပွဲတော်ကိုညကိုစလိုင်းပြေကနေဥဆောင်ပေးသွားမှာဖြစ်ပါတယ်တခြင်းနံပါတ်114တခြင်းနံပါတ်114နာဇရတာယေရှုရှိတဲ့အောဇာတနာရှမေအပြေနေငင်းညလည်းငါကိုချေတော်ကြောင့်အောမင်းဒီအိုစံချလာအိုအောဘွယ်ကျွန်တော်စင်ချိုမီအိုစံချလာအိုအောဘွယ်ငါတရေရှုမြင်တာတေကိုရောအလိုတော်တာနိုကျွန်တော်တဲ့သူဆိုတောင်းသည်ငါချင်းမြရင်မြကင်းရှင်ငါတဲ့ချင်းနဲ့တွေ့သူပြေအိုစံချလာအိုဘွယ်ကျွန်တော်စင်ချိုမီအိုစံချလာအိုဘွယ်ငါတဲ့ယေရှုမြတ်တာတေကာလေးနဲ့မာတမတော်မြတ်တို့အားဆောင်မကျေရှုသည်သူနေခြင်းငါတက်တဲ့စွန်ရာခြင်းများကိုနေသည်အိုစံချလာအိုဘွယ်ကျွန်တော်စင်ချိုမီအိုစံချလာအိုဘွယ်လာတဲ့ယေရှုမြတ်တာတေငါပြေနေဝါနေ
ခြင်းများကိုရောယုံဆောင်ပေးလိုက်သည်ကာရနေသောဝန်ချမြာယုတာအိုတေတဆိုကဲ့သည်သောစံချလာအိုဘွယ်ကျွန်တော်စင်ချိုအေမီအိုစံချလာအိုဘွယ်နာတေယေရှုမြေတာတေရေနောခြင်းကာယတော်ကောဝဲရောကိုကျွန်တော်ဖို့တေနေမြစွာမဝမ်းမြောက်ခြင်းဖြင့်မြေတော်တော်တောင်းချမီအိုစံချလာအိုဘွယ်ကျွန်တော်စင်ချိုအေမီအိုစံချလာအိုဘွယ်မာတေယေရှုမြေတာတေဒီနေ့လည်းပထမနေ့ရက်အတွက်ဒီပြင်ဆင်ထားတဲ့ယေရှုခရစ်ကိုတတိယအောင်မေ့စေဖို့ရန်အတွက်ပေါ့နော်အဲ့ဒါဒီထွမြအခန်းကြီး7ထဲမှာဒီဘတ်တခါပွဲရဲ့အဲ့ဒီကနေရှင်ဒီယူမာလေးဖြစ်နေတရက်ထဲလည်းဖြစ်နေတယ်နော်အဲ့ဒီယေရှုခရစ်ဒီဖန်ခံရတော့မဲ့နေညမှာအဲ့ဒီဘတ်တခါပွဲကိုလည်းဒီဓမ္မဟောင်းတဲ့ကဘတ်တခါပွဲကိုငါလူရှိတဲ့အကြောင်းအဲ့ဒါမှဒီပြောထားခဲ့တာရှိတယ်လူကာထဲမှာအဲ့ဒီပွဲကိုသူအလွန်လူရှိတယ်လို့စဉ်းစားလိုက်တဲ့အချိန်ခါမှာကျွန်တော်ကအမှုမဲ့အမှတ်မဲ့လေးရောမဖြစ်စေချင်ဘူးပေါ့ယေရှုခရစ်တော်မှာသူအသက်ခံရမယ့်နေ့ညမှာအဲ့ဒီပွဲကိုအလွန်အင်တာအလိုရှိနေတယ်ကျွန်တော်ကအမှုမဲ့သူအလိုရှိတဲ့ဟာကိုကျွန်တော်အလိုမရှိဘူးဆိုရင်ခရစ်တော်ဤတာသမီများခရစ်တော်ဤရွေးနှုတ်ကယ်တင်ခြင်းထဲမှာကျွန်တော်ထိုက်တန်ပါရဲ့လားလို့တော့စဉ်းစားကြဖြစ်နေနော်အဲ့ဒီပါတခါပွဲတဆေးမဲ့မုံပွဲရလဲအဲ့ဒီနေ့မှာအလွန်သူ့တမန်တော်တွေကိုပြင်ဆင်ခိုင်းထားတယ်သွားပါတဲ့မင်းတို့အဲ့ဒီမှာရေထမ်းတဲ့လူနောက်ကိုလိုက်သွားလိုက်ကျွန်တော်ဆရာကပါတခါပွဲဘယ်နာပြေးရမလဲလို့မေးနေတယ်အဲ့ဒီမှာသူကပြလိုက်မယ်တဲ့သခင်ယေရှုကအဲ့မျိုးပြောလိုက်တဲ့အချိန်မှာဒီတမန်တော်12ပါးတွေနဲ့အတူဒီပါတခါပွဲကိုပြင်ဆင်ကြတယ်ယေရှုကအဲ့ဒီပွဲကိုအလိုရှိတယ်တဲ့အဲ့ဒီမှာသူတို့ပါတခါပွဲကိုခါးတွေစီးပြီးတော့ဒီဓမ္မဟောင်းရဲ့ပါတခါပွဲပေါ့နော်။ဘာကြောင့်လဲဆိုတော့သူအဲ့ဓာတွေကဣတိလပြည်မှာသူတို့ကြုံခံရမယ့်အရာသူတို့ရဲ့အမှားရစီကိုသူများတွေကိုမနှင်းဆဲဖို့မနှိမ့်ဆက်ဖို့ကြုံခံရရင်ဘယ်လိုနေရတကယ်သူအမှတ်တရလက္ခဏာလေးတွေဖြစ်နေတဲ့နှစ်ကိုတစ်ခါအခုဒီဘက်ကြပြန်တော့လဲယေရှုကအဲ့ဒီညမှာခါးကိုစီးဝက်လုံးကိုဝတ်ပြီးတော့ခါစီးပြီးတော့တပည့်တော်ချီတွေကိုဒီယောဟန်မှာဆေးတာတွေ့ရတာပေါ့နော်ဒီကျွန်တော်တို့ခရစ်ယာန်ဖြစ်ရင်သူများအပေါ်မှာနေရမယ်သူများကိုဘလို့မှကျွန်တော်ကိုမနိုင်နိုင်ဘူးဆိုခရစ်တော်အလိုကောဟုတ်ပါရဲ့လားလို့စဉ်းစားကြရတခုဖြစ်နေတယ်ကျွန်တော်သခင်ခရစ်တော်ကတော့မှသူများကိုဒီနှိမ်ချစွာနေဖို့ကိုပြောခဲ့ပါတယ်ပြီးတော့ဒီဘာတခါပွဲကိုလည်းအလွန်အလိုရှိပါတယ်ဆိုတော့ကျွန်တော်ကဥပခါပြုလိုက်ရောသခင်ခရစ်တော်အလိုတော်များဖြစ်နေပါဦးမလားလို့စဉ်းစားကြရဖြစ်သွားတာပေါ့နော်ဒီမှာဒီအလွန်အလိုအင်မတန်အလိုရှိတယ်တဲ့ဒီပွဲကိုဒီဒီလူကာအခန်းငယ်14ထဲမှာနော်အချိန်ရောက်မှတမန်တော်တို့တစ်ကြိမ်နှစ်ပါးတို့နဲ့အတူတဲ့စပွဲနဲ့ကြောင်တော်မူ၍ငါသည်အသေးမခံမီဤပတ်တခါပွဲကိုတင်တို့နဲ့အတူစားခြင်းကအလွန်အလိုရှိလေပြီတဲ့အဲ့ဒီပတ်တခါပွဲကိုလည်းသူအလွန်အလိုရှိလေတယ်တဲ့အဲ့ဒီထဲမှာပတ်တခါမုံကိုသူတို့စားပြီးတော့
အဲ့ဒီမှာတစ်ဆက်ထဲအောင်မိဖို့ရန်ကိုမုန်းကိုနှစ်ပြီးတော့သူတပြည့်တော်ကိုပေးတယ်ရွေးစားကြပါတောက်ကြပါငါ့ကိုအောင်မိဖို့ရန်ဤတို့ပြုကြလောပထမဘာတခါပွဲကဘာလဲဆိုဣတိလလူမျိုးတွေကဒီအေဂုတုပြည်ကနေကြွန်ခံတဲ့အရာကိုအောင်မိဖို့ရန်ဖြစ်ခဲ့တယ်လို့ဒုတိယရဲ့ဒီဟိုအောင်မိဖို့ရမုန်းတဲ့စပည့်တွေကတော့သူ့ကိုအောင်မိဖို့ရပြုထားခြင်းဖြစ်တယ်ဒီအလွန်အလိုရှိတဲ့ဘာတခါပွဲမှာဒီလိုမိမ့်မှာထားခဲ့တဲ့အရာဒီတမန်တော်ကိုသူစက်တစ်ထဲမှာကြာလဲပေါလုကထလောင်းပြီးတော့ဖြစ်စော့ပြန်တယ်အဲ့ဒါမှာကမောက်ကမလေးတွေဖြစ်နေသည့်အတွက်ပေါလုကကောင်းမွန်စွာပြန်လဲကိုတင်းသားတွေကိုဆုံးမထားခဲ့တယ်တဲ့အရာလေးတွေကြုံတွေ့ရတယ်နော်ဒီပြောရမယ်ဆိုတော့ဒီပတ်ခါပွဲဒီပွဲတော်မင်္ဂလာခရစ်တော်သားသမီးများအိမ်ထောင်မိသားစုများခရစ်တော်အိမ်တော်သားများတိုးကြံတဲ့အသူများခရစ်တော်နောက်လိုက်တိုးများတခင်ကိုအောက်မေ့တတိရဖို့ရန်ဖြစ်တယ်လို့ပဲတတ်မှတ်ရမှာပေါ့မထိတ်မတန်ပဲနဲ့စားသုံးတော့သူဟာကြားမိုင်လည်းမကောင်းတတ်ဘူးတီတော့တီလည်းရှိတယ်ဝိညာဉ်တီချင်းလားခန္ဓာတီချင်းလားတော့မသိဘူးပေါ့နော်ဒီမှာတီတော့သူလည်းရှိတယ်တဲ့ကြားမှာတော့သူလည်းရှိတယ်တဲ့ဘယ်လိုပဲဖြစ်ပါမထိတ်မတန်ပဲနဲ့ခန္ဓာကိုယ်နဲ့အသွေးတော်ကိုပိန်ချရိတ်မတီးတော့သူကတော့အန်ဒီရများမယ်လို့ပဲပြောချင်ပါတယ်အထူးတစ်ဖြစ်တော့ကျွန်တော်ခရိယာမဟုတ်သေးတော့သူဖို့ကတော့နည်းနည်းအန်ဒီရများနေတာပေါ့နော်ဒါရောက်ဒီအမှုမဲ့အမှားမဲ့လုတ်ခဲ့တဲ့မတော်တရောတိုက်ဆိုင်မှုတစ်ခုမဟုတ်ပဲနဲ့တမင်တက်ကိုအလိုရှိခဲ့တဲ့ခင်ဖျားကြီးပွဲတော်မင်္ဂလာကိုလည်းကျွန်တော်အမှတ်တရအနေနဲ့ဒီနေ့ပထမနေ့ရက်မှာတမန်တော်တွေလှုပ်တကယ်တော့ကျွန်တော်တို့ပြင်ဆင်ထားတဲ့ဒီမုံအဖြစ်ဒီတတိယအောင်မေးဖို့ရရှိပါတယ်ဗောနော်အဲ့ဒီမုံအတွက်ဥစွာကျေးဇူးတော်ချီးမွမ်းကြရအောင်ကောင်းကင်ဘုံရှင်ဖဖျားတဲ့ဒီနေ့လဲတာသမီတို့ပထမနေ့ရက်၌ကိုတော်တတိယအောင်မေးဖို့ရပြင်ဆင်လက်ရှိပါတယ်တာသမီတို့ဤမှာရောက်ရှိလာကြတော့တာသမီဤရောက်ရှိတိုင်းပေါ်၌ကိုရှင်ကောင်းကြီးအဖြစ်ရောက်ရှိရတော့အခွင့်တတိယအောင်မေးရတော့အခွင့်ဤကဲ့သို့ဝတ်ပြုရတော့အခွင့်ကိုပေးအတွက်ကျေးဇူးတင်ပါ၏ဤဝတ်ပြုကိုယ်ွယ်ခြင်းအမှုနှင့်တကွာတာသမီတို့အောင်မေးတော့ရောက်ရှိတိုင်းပေါ်၌ကာယခွန်အားဉာဏ်ခွန်အားဉာဏ်ပညာခွန်အားများနှင့်တကွကိုတော်ရှိနှုတ်ကပတရားတော်၌မွေးလျော်တတ်သောဝိညာဉ်ခွန်အားများနှင့်တကွတာသမီတို့ခွန်အားဖြစ်စေဖို့အလို့ငါဤမုံကိုကောင်းကြီးပေးပါမည်အကြောင်းကဲတင်ပိုင်ချီယေရှုခရစ်မာနာမောင်မူပြုသနာခါရဲ့ဆုတောင်းရအဖြစ်ဒီရအောင်မေးကြပါလိဖဖျားခင်အာမင်ထပ်မံပြီးတော့ဒီစပီးရဲ့အတွက်ကျေးဇူးတော်ချီးမွမ်းကြရအောင်ကောင်းကင်ဘုံရှင်ဖဖျားခင်ကိုတော်ကြီးကျေးဇူးပြုနာတော်အားဖြင့်တာသမီတို့ဤများတို့ရောက်ရှိလာကြတော့သူများနဲ့တကွမုံအားဖြင့်တတိယအောင်မေတကယ်တို့စပီးအားဖြင့်လည်းတတိယအောင်မေဖို့ရရှိပါပြင်ဆင်လက်ရှိတော့စပီးကိုလည်းကောင်းကြီးပေးစီတော်မူပါတတိယအောင်မေတော့တာသမီရောက်ရှိတိုင်းပေါ်လဲပေါ်ရှင်ကောင်းကြီးပေးစီတော်မူပါကာယခွန်အားဝိညာဉ်ဉာဏ်ပညာခွန်အားများနဲ့တကွကိုရှိနှုတ်ပတ်တရားတော်များနဲ့ယူတီလေးများစွာဖြင့်မှုလျော်တတ်သောတာသမီများဖြစ်စေဖို့အလို့မှာကောင်းကြီးပေးပါမည်အကြောင်းကဲ့တင်ပါယေရှုခရစ်မာနမောင်ပြုတနာခံ၍တောက်တုံးကြအဖြစ်တတိယအောင်မိကြပါ၏ဖဖျားခင်အာမင် ။
တန်ရှိခဲ့တဲ့အချိန်မြောက်လဲဒီကညီကိုဖိလက်ကဒီမှာဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ကျမ်းပိုင်လေးတစ်ပိုက်ကျွန်တော်ဖတ်ချင်ပါတယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21အခန်းငယ်1ဖြစ်ပါတယ်ထို့နောက်ကိုရောသည်မျောကြည့်၍ငွေရတတ်သောသူတို့သည်အလှူဒါနကိုဘာနာတိုက်တဲ့သို့သွင်းချသည်ကိုမြင်တော်မူ၏အလှူဒါနကိုဘာနာတိုက်တဲ့သို့သွင်းချသည်ကိုမြင်တော်မူ၏ဘယ်သူကမြင်တယ်လဲသခင်ယေရှုကယနေ့ကျွန်တော်တို့ဧကဲ့သို့ဝတ်ပြုကိုးကွယ်ခြင်းသို့ကြွရောက်လာတဲ့အခါမှာဘုရားသခင်ရဲ့တုန်တင်တဲ့စကားလာတဲ့အတိုင်းပေးလိုခြင်းနဲ့ကျွန်တော်တို့ကိုးကွယ်သွားမှာဖြစ်ပါတယ်ယနေ့ကျွန်တော်တို့ကိုးကွယ်ခြင်းကိုဘယ်သူကကြည်နေလဲဘုရားသခင်ကကြည်ရှုနေပါတယ်ကျွန်တော်တို့ဘယ်လောက်ထည့်လိုက်ပြီးတော့မှကိုယ့်အိတ်ထဲမှာတို့ကိုယ့်ရဲ့အိတ်ထဲမှာအိမ်မှာဘယ်လောက်ကြံသေးတယ်ဆိုတာကိုမြင်တော်မူသောဖခင်ဖြစ်ပါတယ်ဘယ်လိုစိတ်ထားမျိုးနဲ့ပေးတယ်ဆိုတာမြင်တော်မူသောဖခင်ကကြည့်ရှုနေတဲ့အရာပေါ်မှာဒီနေ့ကျွန်တော်တို့စေတနာစိတ်ရှိသလောက်ပြင်ဆင်ထားတဲ့အရာနဲ့ပေးလို့ခြင်းနဲ့ဖခင်ရှင်ကိုဆက်လက်ပြီးမှဝတ်ပြုသွားဖို့အရာဖြစ်ပါတယ်ခဏဆိုတောင်းရအောင်ဘုရားသခင်နဲ့ကျွန်တော်တို့အရောက်စီတိုင်းကိုအပေမျှလောက်ပေးသနာတော်မူခဲ့ကြောင်းကိုသိမှတ်တော်ဘုရားဖြစ်ပါ၏ယနေ့ကျွန်တော်တို့အပေမျှလောက်ပြန်လဲလှူဒါန်းနေကိုကြည်ရှုတော်မူသောဘုရားဖြစ်ပါ၏ကျွန်တော်စိတ်နှလုံးထဲ၌ရွှေချဲဆုံးဖြတ်ထားတဲ့အရာတိုင်းကျွန်တော်ပေးလို့မှုအပေါ်မှာဘုရားသခင်စိတ်တော်နဲ့တွေ့ဖို့ရန်ဆုတောင်းပါ၏ဒီကနေ့ကျွန်တော်တို့ပေးလို့ခြင်းနဲ့ဘုရားသခင်ရှိတော်၌လိုအပ်နေသောအရာများရှိခဲ့ပါကလာမယ့်နေ့ရက်များတွင်ဘုရားသခင်မျက်မှောက်တော်သို့ကျွန်တော်တို့တူးဝင်လာတဲ့အခါမှာစေတနာစိတ်မှန်ကန်စွာနဲ့ရေရောစွာနဲ့ပေးလို့တတ်ပါမည်ကြောင်းသင်ယူနိုင်ပါမည်ကြောင်းမှာစာတော်ပါဒီလူငွေကိုအနှံ့တဲ့အခါမှာဘုရားသခင်ဘုန်းတော်ထင်ရှားစေဖို့ရန်အတွက်ပြန်လည်၍အသုံးပြုစရာဖို့နိုင်ငံတော်ကျယ်ဝန်းရေးအတွက်တော်လည်းကောင်းလူအပ်နေသောသူများကိုကိုငင်မဆဖို့ရန်အတွက်တော်လည်းကောင်းဒီတော်လူအပ်ချက်များအတွက်အသုံးပြုစရာဖို့ကျွန်တော်တို့စီမံခန့်ခွဲတဲ့နေရာမှာကောင်းမွန်စွာစီမံခန့်ခွဲတတ်ပါမည်ကြောင်းဘုရားရှင်မှာစာလမ်းပြတုံတင်တော်တော်မူပါကျေးဇူးတော်ပေါင်းကိုချီးမွမ်းယေရှုနာမ၌ဆုတောင်းကြပါ၏အာမင်ကိုချိန်မှာကျွန်တော်တို့ဒီနောက်ဆုံးတခြင်းမဆုခင်လေးမှာထမန်ဘရောမှာကျွန်တော်တို့ဒီနေ့ဝမ်းမြောက်စရာတည်င်းတစ်ခုလေးပြောချင်ပါတယ်ဒီချူမာဝင်းနော်ဟုတ်တယ်မလားမချူမာဝင်းရဲ့မွေးနေ့ဒီနေ့ကြာရောက်တာဖြစ်ပါတယ်ဒါနဲ့ဒီငကိုလှမောင်ကတော့ဘယ်လိုပြောလိုက်လဲသူ့ရဲ့သမီးတွေရဲ့မွေးနေ့ကိုအချံပဲလုပ်ပေးလိုက်တယ်လို့ပြောတာပေါ့နော်ဒါပေမဲ့အချံပဲလုပ်အချောပဲလုပ်အတိကအရေးကြီးတာကပြောချင်ပါတယ်လူတယောက်ကလောကမှာဘယ်လောက်ကြာအသက်ရှင်နေဆိုတာထက်ဘယ်လိုအသက်ရှင်နေဆိုတာအမြဲတမ်းပဲပိုအရေးကြီးပါတယ်မွေးနေ့ဘယ်လောက်လှုပ်ဆောင်နေဆိုတာထက်ကျွန်တော်တို့တကယ်ကိုအသက်ပေးတဲ့ဖခင်ကိုကျေးဇူးတင်သောစိတ်နဲ့လှုပ်ဆောင်ဖို့အရေးကြီးပါတယ်တကယ်ကျေးဇူးတင်တဲ့အခါမှာကျေးဇူးတင်တဲ့အကြောင်းကိုကျွန်တော်တို့ညီကိုများကိုပြသခြင်းအနေနဲ့ကျွန်တော်အားလုံးအတူတကွဝမ်းမြောက်ကြတယ်မလား
ဒါမဲ့သမီးကိုတော်လည်းကောင်းအားလုံးကိုကျွန်တော်တို့အရောက်စီတိုင်းကိုပြန်လဲတိမှတ်စေချင်တာကကျွန်ုပ်တို့ဘယ်လိုအသက်ရှင်နေဆိုတာအရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုမမေ့ကြဆုံးနဲ့ဒါနဲ့သမီးလေးကိုလည်းချီးကျူးပါတယ်နော်ဘုရားရှင်ဆက်လက်လမ်းပြဖို့ရန်အတွက်လည်းပဲဒီဆုတောင်းမှာဖြစ်ပါတယ်နောက်ကျွန်တော်တို့မနေ့ကမြောက်ကလာမှာကျန်းစာလေးလာခြင်းကျွန်တော်တို့တလတစ်ခါကျန်းစာလေးလာခြင်းကျွန်တော်တို့ပြန်လဲပြီးတော့မှလုပ်ဖြစ်ပါတယ်မနေ့ကလူဦးရေ35ယောက်လောက်လာဖြစ်ပါတယ်သင်ခန်းစာ၄ခုကျွန်တော်တို့ကောင်းကောင်းလေးရခဲ့ကြပါတယ်ဒါနဲ့ဒီလာမယ့်လဒီဇင်ဘာလကြတော့ဒီ22ရက်နေ့မှာပြန်လဲပြီးတော့မှလှုပ်ဆောင်ဖို့ရန်ကျွန်တော်တို့ရည်ရွယ်ထားပါတယ်အားလုံးပြန်လဲပြီးတော့မှပါဝင်ဖို့ရန်ဖိတ်ခေါ်ပါတယ်နော်ဒါနဲ့ရာသီဥတုလည်းအေးတော့ကိုလည်းကယူဆိုင်တက်ဖို့ရန်အရေးကြီးပါတယ်နော်အဲ့ဒါလေးတွေကယူဆိုင်ကြရအောင်ဒီနေ့လာရောက်ပါဝင်တဲ့တို့ရောက်စီတိုင်းပေါ်မှာခြေစွတင်နေဂျာရှင်ဆက်လက်ကောင်းချီးပေးဖို့ရန်လည်းပဲကျွန်တော်တို့ဆုတောင်းပေးနေမှာဖြစ်ပါတယ်မနာမကျမ်းဖြစ်တဲ့တို့တွေကျွန်တော်တတိယဆုတောင်းပေးကြမယ်ဆိုတော့အခုအလုံးမတ်တက်ရပြီးတော့မှတချင်းနံပါတ်115ကိုဆိုပြီးတော့မှကျွန်တော်ဆုတောင်းခြင်းနဲ့ဒီနေ့ဝတ်ပြုစီစဉ်ကိုရုပ်သိမ်းသွားမှာဖြစ်ပါတယ်115ဆုံးစမ်းခြင်းများသည်တွေ့ဝေဝမ်းများသည်ဘယ်တော့ကြောင့်များတော်နေကုန်ရှင်နေပါဝင်ခြင်းတွင်ရှိကြတော်သူများသည်မာရင်ခြင်းများတွင်အောင်မြင်လက်ရှိနောက်တန်ချင်းချင်းတွင်တေလာပါလေနီနောက်တန်ချင်းချင်းတွင်နာလေပါမီအာရှိကြပါကွယ်ညီအကိုများရဲ့နောက်တန်ချင်းချင်းတွင်နာလေပါမီဆုံးကုန်ကြလေမိသားစုများသည်ဆွေးနွေးချိုင်ရှိကြတော်သူများသည်ဆိုလက်ကောင်းစားနေဘယ်တော့ကြောင့်များဟုတွေ့ပွဲရခြင်းနောက်တော့ချင်းပါကွယ်ညီအကိုများရဲ့နောက်တော့ချင်းချင်းတွင်နာလဲပါမည်ဒီတိုင်းတင်စားဆောင်တင်ရမယ်ကျိုးစောရခြင်းများခန္ဓာသာချာတင်တဲ့ကိုတကားတဲ့သူဝေးရောက်လေပင်ပန်းခြင်းများသည်မရှိတော့ပြီနောက်တော့ချင်းချင်းတဲ့လာပါလေမီနောက်တော့ချင်းချင်းနာလေပါမီအာရှိကြပါကွယ်ညီအကိုများရဲ့နောက်တော့ချင်းချင်းနာလေပါမီကောင်းကင်တော်မှာဘုံတော်ပြေဝါလေတော်လာယေရှုကိုတည်မြင်တော်ကကိုရောနဲ့အတူ
နောင်တချင်းချင်းတင်လာပါလေနောင်တချင်းချင်းတင်လာလေပါမေအာစိတ်တော်ပါကွယ်ငေရကုန်မြရဲ့နောင်တချင်းချင်းတင်လာလေလာမီဆိုတော့ရအောင်ယနေ့ဤလောက၌အသက်ရှင်စဉ်ခါမှာဒုက္ခမျိုးစုံကြုံတွေ့ရတဲ့အခါမှာဖျားကိုကျွန်တော်အော်ဟစ်ရပါတော့လေကျွန်တော်တို့လူချင်းနဲ့အဖြစ်မရတဲ့အခါမှာအပဲကြောင့်ခံရသည်နည်းဟုမြေကုန်မြေတဲ့ချင်းခါတွေများစွာရှိပါတော့လေကြာသခင်นี่ကျွန်တော်တို့ပါရှိတော်မူကြောင်းနဲ့ကျွန်တော်တို့ပူ၍ကောင်းမွန်သောအရာတော်သူထားပြီးသည်ဖြစ်တဲ့အကြောင်းကိုပူ၍တည်နာလေလာမည်ဖြစ်ကြောင်းဤတခြင်းအဖြစ်တယောက်နဲ့တယောက်ခွန်အားပေးရသောခွင့်ကိုရကြပါ၏ကျွန်တော်တို့မျှော်လင့်ခြင်းนี่ကျွန်တော်တို့ဆက်လက်အသက်ရှင်ရေးအတွက်မဖြစ်မနေလိုအပ်သောအရာတစ်ခုဖြစ်ပါသူပါတော်လဲကျွန်တော်တို့မျှော်လင့်ခြင်းนี่တည်ငါအတွက်မျှော်လင့်တော်သူမဖြစ်ပဲဒီလောကတဘဝအစာအတွက်သာမျှော်လင့်၍အသက်ရှင်နေလှုပ်ဆောင်နေတော်သူမဟုတ်ပဲထာဝရဘုရားကိုမျှော်လင့်၍ထာဝရအရာကိုကျွန်တော်မျှော်လင့်လေအသက်ရှင်နေနိုင်ဖို့ရန်ဒီကနေ့အင်ညာ၌ရောက်ရှိလာကြကုန်သောသာသမီချင်းရဲ့အပေါင်းတို့ကိုအတိတ်တစ်ဖန်ပြန်လည်၍ခွန်အားပေးသနာတော်မူသောကြောင့်ကျေးဇူးတင်ပါတယ်။ယနေ့ကျွန်တော်ဝတ်ပြုလာတဲ့ဝတ်ပြုခုကွယ်ခြင်းကအိမ်များလောက်ကျွန်တော်ရောက်ရှိလာတဲ့အခါမှာကျွန်တော်တို့ကိုကြည့်ရှုနေတော်မူသောဖခင်ကျွန်တော်တို့စိတ်နှလုံးကိုချိန်တော်မူသောဖခင်နဲ့ကျွန်တော်တို့ရဲ့ဒီကူးကွယ်ခြင်းအရာတွေဖျားသခင်လက်ခံနိုင်ပွဲသောအရာဖြစ်ဖို့ရအတွက်ကျွန်တော်တို့တမတစ်တွင်တဲ့အတန်းကျွန်တော်လှုပ်ဆောင်ပါတော်လဲဖျားသခင်นี่ကျွန်တော်တို့အိုးချင်းစီရဲ့စိတ်နှလုံးထဲ၌စိတ်နှလုံးပါဝင်စွာနဲ့လှုပ်ဆောင်တော်သူနဲ့မပါဝင်ဘဲနဲ့လှုပ်ဆောင်မိပါကလည်းပဲလာမယ့်နေ့ရက်များတွင်ပြုတ်ပြင်းခြင်းခံရဖို့ရအတွက်တော်၎င်းတမန်တရားအတိုင်း၌နာခံ၍ဝတ်ပြုတ်ကူးကွယ်ခြင်းနှင့်တာလင်ဖျားသခင်စိတ်တော်နဲ့တွေ့ကြောင်းနဲ့ကျွန်တော်တို့အတွက်တည်ဆောက်စရာဖြစ်ကြောင်းဖျားဘုံတော်ထင်ရှားစေကြောင်းကိုပြန်လည်၍နှလုံးသွင်းဆင်ခြင်နိုင်ပါမည်ကြောင်းမိမိကိုမိမိပြန်လည်စမ်းစစ်နိုင်ပါမည်ကြောင်းရောက်စေတိုင်းတို့ကိုလာပြတော်မူပါကျေးဇူးတင်ပါဂျာနာတော်နှုတ်ကပတ်တရားတော်အတွက်တော်၎င်းခရစ်တော်ကိုပြန်လည်၍တတိယအောင်မြင်ခြင်းအဖို့အလို့ငါမိမှတ်ထားသောမုံချိုးပဲ့ခြင်းနဲ့စပြည့်ကိုစားသုံးခြင်းအဖြစ်စားတော့ခြင်းအဖြစ်တော်၎င်းအောင်မြင်တတိယခြင်းခွင့်ကြောင့်ကျေးဇူးတင်ပါခံစားသောကောင်းခြင်းများအတွက်လည်းပဲကျေးဇူးတင်ပါသူမြတ်မကဒီကနေ့ကျွန်တော်တို့ဒီကဲ့သို့စူဝေးတဲ့အခါမှာတယောက်နဲ့တယောက်ပူ၍တည်နာလဲ၍တယောက်နဲ့တယောက်ခွန်အားပေးခြင်းငါတော်၎င်းကျွန်တော်တို့ပူ၍ကောင်းမွန်စွာအလုံးလုံးဆောင်ကြဖို့ရအားပေးတိုက်တွန်းဖို့ရအတွက်တော်၎င်းရောက်ရှိလာကြပါဝပြုတ်ကိုကွယ်ခြင်းအစမှဆုံးတန်လာပြတော်မူသောကြောင့်ကျေးဇူးတင်ပါအထူးသဖြင့်ဒီကနေ့မှာမွေးနေ့ကြာရောက်သောတင်တမီလင်းချူမဝင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါသူကိုလည်းပဲဒီနေ့မိဘများထမှမွေးဖွားလာရသောနေ့ရဲ့ဒီခုနှစ်ရှိတွက်ခြင်းရဲ့မွေးနေ့ကြာရောက်လာတဲ့အခါမှာသူဒီတကယ်စိတ်နှလုံးပါလေဖျားရှင်ကိုကျေးဇူးတင်တတ်ပါမည်ကြောင်းသူကဲ့သို့ကျေးဇူးတော်ချီးမွမ်းခြင်းအမှုအရာကိုသူကိုယ်တိုင်မှစာရွေမိဘဆွေမျိုးများနဲ့အတူကျွန်တော်ရောက်စီတိုင်းဒီတော်မိသားစုနဲ့အတူဤကဲ့သို့ချီးမွမ်းခြင်းကိုပြုလို့ရသောခွင့်ရသောကြောင့်ကျေးဇူးတင်ပါမွေးနေ့အတွက်ခြင်းပါမွေးနေ့အတွက်ကျေးဇူးတင်တဲ့ကဲ့သို့ဒီကနေ့ထိဖျားသခင်လမ်းပြမှုအတွက်လည်းပဲကျေးဇူးတင်ပါဆက်လက်ရင်အသက်ရှင်လျှောက်လန်းတော်တဲ့အခါမှာသူမသည်လည်းဖျားကိုကြောက်ရွံ့သောသဘောဖျားသခင်ရဲ့ဒီတွင်တင်ခြင်း၏အပေအရာဖြစ်သည်ကိုတင်ယိုး၍စိတ်နှလုံးအတွင်းမဲ့နဲ့စစ်မှန်သောတွင်တင်ခြင်းကိုနာခံခြင်းအဖြစ်ခရစ်တော်ထဲနဲ့အသက်မွေးဖွားခြင်းခံရနိုင်ဖို့ရအတွက်ဖို့လို့ငါအကောင်းဆုံးလမ်းပြတွင်တင်တော်မူပါကျမ်းမာခြင်းခွင့်ကိုလည်းပေးသနာတော်မူပါလုံငါများလုံဆောင်တဲ့အခါမှာတော်လည်းကောင်းတော်လျာ၌ဘေးကင်းလုံခြုံစေလျက်ဒီအခါနာကိုကျမ်းမာခြင်းကိုရရှိရုံမကတဲ့လုံငါပေါ်၌တော်လည်းကောင်းပျော်ရွှင်ရသောခွင့်ကိုတော်လည်းကောင်းသူရဲ့တငယ်ချင်းအပေါင်းအသင်းများအတွက်ပုံသက်တည်ကောင်းတရားဖြစ်နိုင်ဖို့ရအတွက်နဲ့မိဘများအတွက်ငယ်ကူမောင်နှမများအတွက်ဒီဝမ်းမြောက်စရာဖြစ်စေသောဂုဏ်ယူစရာဖြစ်သောသမီးဖြစ်နိုင်ပါမည်ကြောင်းကောင်းချီးပေးတော်မူပါကျွန်တော်တို့နဲ့တူကျွန်တော်တို့တကွချီးမွမ်း၍သူတို့ကြွေးမွေးသောအစာတော်တက်လည်းပဲကျေးဇူးတင်ပါဂျာသခင်ထာမလာသောကောင်းချီးများကိုပူ၍ရစ်တွက်၍ကျွန်တော်တို့ဒီစားသုံးတဲ့ခါမှလည်းပဲကိုခန္ဓာအတွက်ကျမ်းမာခြင်းကိုဖြစ်စေသောစာရကောင်းဖြစ်စေပါမည်ကြောင်းတနာခံတောင်းလျှောက်ပါကျေးဇူးတော်ကိုချီးမွမ်းပါမနာမကျမ်းဖြစ်နေသောကျွန်တော်တို့တန်နာနဲ့ရောက်လာသောအာနေနေသောငကိုလှမောင်ရဲ့အဖေနဲ့တော်လည်းကောင်းငကိုမောင်စာရဲ့ဒီရောက်ခမအနှစ်တော်လည်းကောင်းသူပါရှိတော်မူပါ
သူတို့ဒီအားနေလျက်ရှိပါ၏သူပါတော်လည်းဖျားသခင်နေဆက်လက်ခွန်အားပေးတနာတော်ဝါအထူးသဖြင့်ဤကဲ့သို့သောဤအိမြချမ်းသောရာသီဥတုမျိုးနဲ့ကြုံတွေ့ရတဲ့အခါမှာလည်းပဲအထူးသဖြင့်ကိုယ်ကာမစာပေးတနာတော်ဝါသူကိုပြုစုကြည့်ရှုနေကပြုစုနေသောသူရောက်စီတိုင်းတို့ကိုလည်းပဲစိတ်ရှိစွာနဲ့ကောင်းသောအမှုအလုံးဆောင်ခြင်းဖြစ်သည့်ဖျားသခင်ရဲ့ဒီအလုံးအမှုဆောင်ခြင်းဖြစ်သည့်ဟုစိတ်မှတ်ထား၍ပူ၍စေတနာစိတ်နဲ့လှုပ်ဆောင်နိုင်ပါဖြင့်ကြောင့်မာစာတနာတော်ဝါဒီနေရာ၌ရောက်ရှိနေသောသားသမီးချင်းရဲ့အပေါင်းတို့ရဲ့အသက်တာမှလည်းပဲပညာသင်ယူနေသောသူများကိုပညာရေး၌ကျိုးချွန်စွာနဲ့အောင်မြင်နိုင်ဖို့မာစာတနာတော်မူပါဖျားသခင်ကိုကြောက်ရွံ့ခြင်းနဲ့အစဉ်သွားလာနိုင်ပါမည်ကြောင့်လမ်းပြတော်မူပါအသက်မွေးဝမ်းကြောင်းတလုံငါတည်တည်လှုပ်ဆောင်နေသောသူရောက်စီတိုင်းတို့ပေါ်မှာလည်းပဲဖျားရှင်လမ်းပြတော်မူပါတို့ချင်းစီရဲ့တက်တာ၌ရည်ရွယ်ထားသောအရာများကျွန်တော်တို့ဒီလှုပ်ဆောင်နေသောအရာများပေါ်၌ဖျားနဲ့ဝေးကွာသွားစေခြင်းမျိုးကိုမရွေးချယ်မိပဲဖျားနဲ့နိစ္စလာဖို့ရာရွေးချယ်တတ်ပါမည်ကြောင့်မာစာတနာတော်မူပါတက်တာ၌ကြုံတွေ့ရသောယောဂဝိညာဉ်မျိုးမျိုးတော်၎င်းဝမ်းနဲ့ကြေကွဲခြင်းမျိုးမျိုးတော်၎င်းအခက်ခဲများစွာသောမြတ်စွာသောခက်ခဲများနဲ့ကြုံတွေ့ရတဲ့အခါမှာဖျားကိုမျှော်လင့်၍ကြော်လွှားနိုင်ဖို့ရန်ရောက်စေတိုင်းတို့ကိုခွန်အားပေးတနာတော်မူပါကျွန်တော်နိုင်ငံကိုလည်းကောင်းချီးပြန်ပေးတော်မူပါကောင်းမွန်သောအစိုးရနှင့်တော်၎င်းငြိမ်းချမ်းမှုနဲ့ဒီဟာဘေးကင်းလုံခြုံစွာနဲ့ကျွန်တော်တို့နေထိုင်နိုင်ပါမည်ကြောင်းမာစာတနာတော်မူပါဒီနေ့ဝပြုတ်ကိုယ်ွယ်ခြင်းနဲ့မလာမရောက်နိုင်သောသူအပေါင်းတို့ကိုလည်းတတိယပါသူတို့ရှိလေတဲ့နေရာတိုင်းနဲ့ဖျားရှင်ကွယ်ကာမအစာတော်မူပါလာမယ့်နေ့ရက်များတွင်ငယ်ကိုများနဲ့စုဝေး၍ဝပြုတ်ခြင်းနှင့်ကျွန်တော်တက်ဆက်လက်အသက်ရှင်ရတဲ့မဖြစ်မနေလိုအပ်သောအရာဖြစ်ကြောင်းကိုသိမှတ်၍တန်တစွာနဲ့ကြိုးစားပါဝင်လာနိုင်ကြပါမည်ကြောင်းမာစာတော်မူပါဒီနေ့ဝပြုတ်ခြင်းစာမဆုံးတန်လမ်းပြတော်မူသောကြောင့်ခြေစွတော်ပေါင်းကိုချီးမွမ်းပါဆက်လက်၍လည်းလမ်းပြတော်မူပြီးဟုယုံကြည်လျက်ခြေစွတော်ပေါင်းကိုချီးမွမ်းရင်ယေရှုနာမ၌ဆုတောင်းကြပါဖဖျားရှင်အာမင်ကဲကျေးဇူးတင်ပါတယ်Happy birthday ပါနော် Happy birthday to you.